အာကာသယာဉ်တွေနဲ့လေ့လာရေးတွေလုပ်နေပေမဲ့ဘာလို့ဂြိုလ်သားတွေကိုမတွေ့ရသေးလဲဆိုတဲ့အကြောင်းရင်းတွေအများကြီးရှိပါတယ်။သိပ္ပံပညာရှင်တွေရဲ့အဆိုအရဒီကိစ္စကိုရှင်းပြနိုင်တဲ့အချက်တချို့ကတော့ဖာမီပဟေရီဒီပဟေရီကတော့နဂါးငွေတန်းဂလက်ဆီမှာဂြိုလ်တွေအများကြီးရှိနေတဲ့အတွက်ဂြိုလ်သားတွေဟာလည်းနေရာတိုင်းမှာရှိသင့်ပါတယ်လို့ဆိုထားပါတယ်။ဒါပေမဲ့အခုချိန်ထိတော့သူတို့ရဲ့အရေးအယောင်တောင်မှတွေ့ရသေးပါဘူး။ဒီချက်ကိုရှင်းပြဖို့အတွက်အယူအဆတွေအများကြီးရှိပါတယ်။ကျွန်တော်တို့ဟာတဦးတည်းသောမျိုးနွယ်ဖြစ်နိုင်ပါတယ်။သိပ္ပံပညာရှင်အချို့ကတော့ဇီဝသက်ရှိတွေဖြစ်ပေါ်လာဖို့အတွက်လိုအပ်တဲ့အခြေအနေတွေဟာရှားပါးပြီးကမ္ဘာမြေမှာပဲသက်ရှိတွေပေါ်ပေါက်လာတာဖြစ်နိုင်တယ်လို့ယုံကြည်ကြပါတယ်။နည်းပညာနဲ့ဆက်သွယ်ရေးဆိုင်ရာအခက်အခဲများတခြားဂြိုလ်သားတွေဟာလည်းကျွန်တော်တို့လိုပဲကမ္ဘာမြေနဲ့ဝေးလွန်းတဲ့နေရာတွေမှာရှိနိုင်ပါတယ်။ဒါအပြင်သူတို့ဟာတခြားကမ္ဘာတွေနဲ့ဆက်သွယ်ဖို့စိတ်မဝင်စားတာဒါမှမဟုတ်တခြားနည်းပညာတွေနဲ့ဆက်သွယ်တာကြောင့်လည်းဖြစ်နိုင်ပါတယ်။သက်ရှိတွေရဲ့တက်တန်းတိုတာဂြိုလ်သားတွေရဲ့မျိုးနွယ်စုဟာသူတို့ရဲ့နည်းပညာတိုးတက်မှုကြောင့်ဒါမှမဟုတ်တဘာဝဘေးအန္တရာယ်တွေကြောင့်ပျက်စီးသွားတာမျိုးလည်းဖြစ်နိုင်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ကသူတို့ရဲ့တည်ရှိမှုကိုမသိနိုင်တာဖြစ်နိုင်ပါတယ်။အမှောင်တော theory ဒီ theory အရတော့တခြားဂြိုလ်သားတွေဟာအချင်းချင်းဆက်သွယ်မှုမလုပ်ရဲကြပါဘူး။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့တည်ရှိမှုကိုသိသွားတဲ့တခြားဂြိုလ်သားတွေကစစ်တိုက်တာဒါမှမဟုတ်အနိုင်ကျင့်တာမျိုးတွေပြုလုပ်လာနိုင်တယ်လို့စိုးရိမ်ကြပါတယ်။ရှာဖွေတွေ့ရှိခြင်းမခံရသေးတာကျွန်တော်တို့ကနည်းပညာအရသိမတိုးတက်သေးတဲ့အတွက်သူတို့နဲ့ဆက်သွယ်ဖို့အဆင်သင့်မဖြစ်သေးတာဒါမှမဟုတ်သူတို့ကဆက်သွယ်ဖို့အတွက်ကျွန်တော်တို့အဆင်သင့်ဖြစ်မဲ့အချိန်ကိုစောင့်နေတာမျိုးလည်းဖြစ်နိုင်ပါတယ်။ဒီလိုအကြောင်းရင်းတွေကြောင့်အခုချိန်ထိဂြိုလ်သားတွေကိုမှတွေ့ရသေးတာဖြစ်နိုင်ပါတယ်။အာကာသလေ့လာရေးတွေနဲ့ဆက်သွယ်ရေးတွေကိုဆက်လက်လှုပ်ဆောင်နေတာကြောင့်အနာဂတ်မှာတော့သူတို့နဲ့ဆက်သွယ်နိုင်မလားဆိုတာကိုစောင့်ကြည့်ရမှာပါ။တင်တို့ကဘယ်လိုထင်မြင်မိပါသလဲ။